လူတော်တော်များများကနောက်ကျနေပြီကိုချီတိုဆိုပြီးတော့ပဲအများဆုံးသုံးကြတယ်နော်အဲ့တော့အချိန်နောက်ကျနေပြီဆိုရင်ဘယ်လိုသုံးမလဲစီကန်已经起咗စီကန်已经起咗အတန်ထွက်လေးပြန်ပြောပြမယ်စီကန်စီကကြတော့လေးအတန်ထွက်မယ်ကန်ကကြတော့ဘာအတန်ထွက်မလဲနံပါတ်3အတန်ထွက်မယ်已经ဆိုလို့ရှိရင်9အတန်1အတန်ထွက်မယ်နော်ချီကြောဆိုလို့ရှိရင်ချီကကြတော့4အတန်ကြောဆိုလို့ရှိရင်နံပါတ်2အတန်ထွက်မယ်နော်စီကန်已经起咗နော်အချိန်နောက်ကျနေပြီလို့အတန်ထွက်ရမယ်နော်ကျွန်တော်တို့မြန်လုပ်ဖို့လိုပါတယ်အဲ့ဒါကိုဘယ်လိုပြောမလဲ我哋要趕時間我哋要趕時間အတိတ်ပဲလေးပြန်ပြောပြမယ်我哋ငါတို့ယူဆိုတာယူတာတို့မယ်တို့ဆိုတဲ့အတိတ်ပဲ趕ဆိုတာကအလင်းလိုတာကိုပြောတာစီကန်းအချိန်အတန်ထွက်လေးပြောပြမယ်နော်我哋နော်နံပါတ်5အတန်နံပါတ်6အတန်နော်ယူနော်ယူဆိုလို့ရှိရင်မဲယူဆိုတဲ့အဓိပ္ပာယ်ก่อนဆိုလို့ရှိရင်အလင်းလိုတာကိုပြောတာအလင်းပေါ့နော်စီကန်းဆိုလို့ရှိရင်4-3အတန်ဖြစ်တယ်နော်စီကန်းဆိုတာအချိန်နော်အဲ့တော့ကျွန်တော်တို့မြန်လုပ်ဖို့လိုပါတယ်ကို我哋要趕時間လို့ပြောမယ်နော်ဘယ်သူကကျွန်တော်ကိုကိုညီနိုင်မလဲအတန်ထော့အတိတ်ပဲရောပြောပြမယ်နော်邊個နံပါတ်1နံပါတ်3အတန်နော်邊個ဘယ်သူဆိုတဲ့အတိတ်ပဲ可以ဆိုတာနံပါတ်2နဲ့နံပါတ်5အတန်နော်可以ရသည်ဆိုတဲ့အတိတ်ပဲ幫我ဆိုတဲ့အတိတ်ပဲနံပါတ်1နံပါတ်5အတန်ကြတော့ငေါဆိုပြီးတော့အတန်ထွက်မယ်နော်ပုံငေါဆိုတော့ငါ့ကိုကိုညီပါနော်အဲ့တော့ဆိုတော့ဘယ်သူကငါ့ကိုကိုညီနိုင်မလဲ邊個可以幫我အဲ့လိုထွက်မယ်နော်ဘယ်သူနဲ့ချင်းဆိုထားတယ်ဒါကိုဘယ်လိုပြောမလဲဘယ်သူနဲ့ချင်းဆိုထားလဲ你同邊個約咗你同邊個約咗နော်အတန်ထွက်လေးပြန်ပြောပြမယ်နော်你ဆိုတာနံပါတ်5အတန်ထုံဆိုတာက4အတန်ထွက်မယ်2အတူလို့အတိတ်ပဲရနော်နေဆိုတာကမင်း邊個ဆိုတာဘယ်သူဆိုတဲ့အတိတ်ပဲရတယ်နော်နောက်ဆုံးတစ်ခုက約咗ဆိုတာချင်းဆိုမှုကိုပြောတာအဲ့တော့နေထုံ邊個約咗ဆိုလို့ချင်းမင်းဘသူနဲ့ချင်းထားလဲမင်းဘသူနဲ့ချင်းဆိုထားလဲဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်